ဲနောက်ထပ်အိမ်မက်တစ်ခုပြောပါအောင်လို့ဆိုတော့ကောသလမင်းကြီးကဘာလျှောက်တုံးဆိုရှင်ဗျာတပည့်တော်အိမ်မက်ထဲမှာဘာတွေ့တုံးဆိုငှက်တီထဲမှာအယုံညံဆုံးဖြစ်တဲ့ကြီးကန်းကြီးငှက်အဲ့ဒီကြီးငှက်တစ်ကောင်ကိုနော်ကြီးငှက်ဆိုတာငှက်ထဲမှာတော့အယုံညံဆုံးလို့ဆိုတယ်နော်ငှက်တကာတွေထဲမှာအယုံညံဆုံးအဲ့ဒီကြီးငှက်တရားမသူတော်တရားအင်္ဂါ10ပါးနဲ့ပြည့်စုံတယ်လို့အင်္ဂုတ္တရနိကေကျမ်းမှာရေးထားတာရှိတယ်နော်မသူတော်တရား10ပါးတဲ့အတ္တဓမ္မကာကတုတ်ဆိုပြီးတော့ဖော်ပြထားတာရှိတယ်သူကကြီးရဲ့အကျင့်မကောင်းမှုတွေ10မျိုးရှိတယ်အတ္တဓမ္မဆိုတော့ယုံညံ့တဲ့ကြီးရဲ့စိတ်နေသဘောထားတွေတခြားငှက်တွေနဲ့မတူဘူးတဲ့ကြီးဟာအလွန်ယုံညံ့သူကဘာလုပ်တတ်တော့ဆိုဓာန်တီသိကျေစုကန်းတဲ့ကြီးကသူများရဲ့ဂုဏ်ကျေးဇူးဘယ်သူမှအမှုမထားဘူးကျေးဇူးတရားကိုချေဖျက်တတ်တယ်ပက္ခပကြမ်းတမ်းနဲ့ရက်ဆက်တယ်ဟုတ်တယ်ကြီးဆိုတဲ့သူတော်ဟာတခြားငှက်ကလေးတွေရဲ့ဥတွေတို့အကောင်လေးတွေတို့လိုက်စားတယ်သူကြမ်းတမ်းတယ်ရက်ဆက်တယ်တိန္တိကတဏှာရာကလည်းကြီးတယ်တဲ့နော်တဏှာရာကကြီးတယ်မဟကတတခြားငှက်တွေနဲ့မတူဘူးအစားလည်းကြီးတယ်ကြီးကန်းဆိုတာအမြဲတမ်းချောင်းနေတတ်တယ်ခင်းကောင်းကောင်းချက်ပြီးဆိုလို့ရှိရင်လူရဲ့ခေါင်းမိုးကနေပြီးသူတို့အနံ့ရပုံရတယ်အဲ့မှာချောင်းတယ်အခွင့်သာလို့ရှိရင်ဝက်သားတုံးလို့ကြက်သားတုံးလို့ဝင်ဆွဲတတ်တယ်သူကအဲ့ဒါကြောင့်မလို့အစားလည်းကြီးတယ်တဲ့လုဒ္ဒရက်ဆက်ကြမ်းကြုတ်တယ်ရက်ဆက်ကြမ်းကြုတ်တယ်အကာရုဏိကအကျဉ်းတရားအလွန်ကင်းမဲ့တယ်ဒုက္ခလကြီးကန်းနေဟာတကယ်တော့သိမ့်ငှက်ကြီးတွေလို့အင်အားကောင်းတဲ့အကောင်တွေမဟုတ်ဘူးတဲ့အင်အားမရှိဘူးတဲ့ဩရဝိတကြီးဆိုတာဆူဆူညံ့ညံ့တားလို့တတ်တဲ့အကောင်ဟုတ်တယ်တခါကြီးလေးတဲ့ကောင်မိပြီဆိုလို့ရှိရင်ဝိုင်းအားကြတာကြီးကန်းဆိုတော့ဝိုင်းအားလေးရှိကြဆူညံတတ်တယ်တဲ့နောက်တစ်ခုမௌထတတိကြီးကန်းနေအလွယ်တကူနဲ့မေ့ပြစ်တတ်တယ်တတိမဲ့တယ်တတိကင်းမဲ့တတ်တယ်နေစီကသူဟာခြီသွားပြီးတော့အတိုက်ထဲမှာစားစရာလေးတွေတိမ့်ထားတတ်တယ်ဒါကြီးရဲ့အရည်သွေးတွေနဲ့ပတ်သက်ပြီးကြီးရဲ့ရုပ်ပါတဲ့ရုပ်ညံ့တဲ့အနေအထားတွေနဲ့ပတ်သက်ပြီးတော့အင်္ဂုတ္တရနိကေမှာဟောကြားထားတဲ့အချက်10ချက်အတ္တဓမ္မလို့ပြောတာကြီးရဲ့မသူတော်တရားတွေပေါ့မကောင်းတဲ့အခြေအနေတွေအဲ့ဒါလို့ငှက်ထဲမှာအလွန်ယုံညံ့ပြီးတော့မကောင်းတဲ့အခြေအနေတွေရှိတဲ့ကြီးကန်းကိုမှကြီးကန်းဟာအမှန်တန်ယုံညံ့တဲ့ကြီးကန်းဒီသူ့စက်ချက်မှာအစာရှားနေတဲ့အချိန်ဟိုအလွန်လှပတဲ့ရွှေရောင်တောင့်နေတဲ့ရွှေဟင်းသာကြီးတွေအဲ့ဒီကြီးကန်းကိုဝိုင်းပြီးတော့ဝန်းရံခထားကြတယ်အောက်တန်းကြတဲ့ကြီးကန်းကိုဝိုင်းပြီးတော့ဝန်းရံပြီးတော့ပေးနေကြတယ်အလေးပေးနေကြတယ်ဆိုတာကိုတပည့်တော်မြင်မဲ့ပါတယ်တဲ့ဒီအိမ်မက်ရဲ့အကျိုးပြစ်ကတော့ဘလို့ဖြစ်လာနိုင်တော့မြတ်စွာဘုရားကဒါလည်းပဲနောက်အနာဂတ်ရောက်တဲ့အခါမှာအသိဉာဏ်ကင်းမဲ့ပြီးတော့အင်အားမရှိတဲ့နော်အသိဉာဏ်ကင်းမဲ့ပြီးအင်အားမရှိတဲ့မင်းဆိုးရာဇာတွေတိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေရဲ့လက်ထက်မှာဖြစ်လိမ့်မယ်တဲ့အဲ့ဒီအနာဂတ်မှာမင်းဆိုးရာဇာတွေဟာစင်စည်းခြင်းအတ္တမြင်စည်းခြင်းအတ္တဆိုတဲ့စစ်ပွဲအတ္တတွေနဲ့ပတ်သက်ပြီးကြမ်းကျင်မှုမရှိဘူးတဲ့ပြီးတော့စစ်တပ်ရမှာလည်းကြောက်တယ်တဲ့အဲ့ဒီလိုမင်းဆိုးရာဇာလုံနေပြီးတော့ပညာရည်ချင်းကလည်းကင်းမဲ့လာတဲ့အခါကျတော့သူနဲ့အရည်ချင်းတူတဲ့ပုဂ္ဂိုလ်တွေကိုတော့ယာဓုမပေးရဘူးဘာဖြစ်လို့တော့သူ့ရဲ့ယာဓုကိုလုသွားမှာဆိုဒါကြောင့်မို့လို့သူ့အောက်ကအမှန်တမ်းနှိမ့်ကြတဲ့လူတွေသူ့ရဲ့ဒီကြေးကျွန်တွေဘယင်ကိုခါစားရတဲ့ကြေးကျွန်တွေအောက်တန်းစားအနေထားဒီလိုမင်းမှုထံအောက်တန်းစားတွေကိုယာရုပေးတယ်ယာရုပေးတဲ့အခါကျတော့
တကယ်ကိုအရေးချင်းရှိတဲ့ပုဂ္ဂိုလ်တွေကဘုရင်ထံမှချီးမြှောက်မှုကိုမရဘူးအရေးချင်းမရှိတဲ့လူတွေကဘုရင်ထံကနေယာရုတွေရအဲ့ဒါလိုဖြစ်လာတော့ယာရုမရတဲ့ပုဂ္ဂိုလ်တွေဟာအသက်မွေးဝမ်းကြောင်းခက်ခဲလာကြတယ်ခက်ခဲလာတယ်အသက်မွေးဝမ်းကြောင်းလှုပ်ဖို့ရမဖြစ်ဘူးခုနကအောက်တန်းစားတွေကအပေါ်မှာထက်တန်းလှုပ်ပြီးတော့မင်းကိုကတ်မြောင်ပြီးတော့အုပ်ချုပ်ရေးလုပ်နေကြတဲ့အခါကျတော့အရေးချင်းရှိတဲ့ပုဂ္ဂိုလ်တွေဟာသူ့ကိုခရပြီးတော့အသက်မွေးကြတယ်တဲ့အရေးချင်းမရှိတဲ့ကောင်ကိုပဲခရပြီးတော့အသက်မွေးရတယ်အဲ့ဒါအရေးချင်းမရှိတဲ့ကြီးကန်းကိုအရေးချင်းရှိတဲ့လှပတဲ့ဟင်းသာငှက်ကြီးတွေကဝန်းရံခစားကြရတာအိမ်မက်ပဲချင်းပဲဖြစ်တယ်ပေါ့အဲ့ဒီအနေထားဟာလည်းပဲနောက်တစ်ချိန်မှာအခုလိုဖြစ်လာနိုင်တဲ့အနေထားတွေကိုဆွဲပြီးတော့သာမဲ့ချင်းသာဖြစ်တယ်ဒီအိမ်မက်ကြောင့်သင်မင်းကြီးမှာဘလို့မှအကျိုး